လောကမှာဒုက္ခအပေးဆုံးလို့ပြောရမယ့်တရားဟာအလုံးသိကြတဲ့အတိုင်းဓမ္မစကြာထဲမှာဒုက္ခသမုဒယဒုက္ခကိုထုတ်လုပ်ပြီးဒုက္ခကိုဖြစ်စေတတ်တဲ့တရားဟာဘာလဲလို့ဆိုတဏှာပဲဖြစ်တယ်ယာယံတဏှာပောနုဘဝိကနန္ဒီရာဂသဟဂတတတ္တရဘိနန္ဒီနိတေယထိတံကာမတဏှာဘဝတဏှာဝိဘဝတဏှာတဏှာထဲမှာဒုက္ခရောက်အောင်လုပ်တဲ့တခုတည်းသောတရားကိုနာမည်တပ်ပြီးပြောပါဆိုလို့ရှိရင်တဏှာကိုပဲပြောရမှာပဲဖြစ်တယ်သူ့ရဲ့လွှမ်းမိုးမှုအောက်မှာလူတွေဟာပြားပြားဝတ်နေကြတယ်ခြေကျွံအလားတဏှာရဲ့ကျွံဘဝရောက်နေကြတာသို့တော့ကိုယ့်ကိုကျွံလို့သိမသိကြဘူးကိုကအရှင်သခင်လို့ထင်တယ်မဟုတ်ဘူးတဏှာခိုင်းရလုံးနေကြ